မင်းတို့နှစ်ယောက်က live ဖတ်ပါတယ်မင်းတို့နှစ်ယောက်ကအရန် live ပါတယ်ဆိုလို့ရှိရင် English လို့ဘယ်လိုပြောရမလဲဆိုတော့ကျွန်တော်ဒီနေ့ sharing လုပ်ပေးချင်ပါတယ်ကဲဒီကောင်လေးကိုပြောလို့ရပါတယ် a good match ဆိုပြီးကျွန်တော်ပြောလို့ရပါတယ်ကဲကြည့်ရအောင်မင်းတို့နှစ်ယောက်ကအရန် live ဖတ်ပါတယ်ဆိုလို့ရှိရင် you two are a good match you two are a good match မင်းတို့နှစ်ယောက်က live ဖတ်ပါတယ်ကဲကျွန်တော်နောက်တစ်ခုထပ်ကြည့်အောင် compatible ဆိုပြီးတော့လေကျွန်တော်ပြောလို့ရပါတယ် you two are compatible you two are compatible မင်းတို့နှစ်ယောက်က live ဖတ်ပါတယ်ဒီလိုလေးပြောလို့ရဖြစ်ပါတယ်ကဲနောက်တစ်ခုကျွန်တော်ဆက်ကြည့်အောင်သူဟာမင်းနဲ့ live ပါတယ်ဆိုလို့ရှိရင် English လို့ဘယ်လိုပြောရမလဲဒီကောင်လေးကျွန်တော် a good match ကိုသုံးပြီးပြောလို့ရဖြစ်ပါတယ် he is a good match for you he is a good match for you သူဟာမင်းနဲ့ live ပါတယ် live ဖတ်ပါတယ်ဆိုပြီးတော့အဓိပ္ပာယ်ရဖြစ်ပါတယ်ကဲတယောက်ယောက်နဲ့ဖြစ်ဖြစ်ကျွန်တော် live ပါတယ်ဒီလူနဲ့ဒီလူက live ဖတ်ပါတယ်လို့ပြောချင်လို့ရှိရင်ဒီကောင်လေးသုံးပြီးတော့ပြောလို့ရဖြစ်ပါတယ်အကျိုးရှိရဆိုရင်ကျွန်တော် page ကို like and follow လုပ်ဖို့ကျွန်တော်နောက်ဆိုပါတယ် thanks for watching see you in the next video